မျိုးပြနဲ့ဝေးလံလာတဲ့ကြီးလက်ဒေသတနေရာမှာလူတစ်ယောက်ဟာမတည်ပဲအသက်ရှင်လျက်နဲ့ပုတ်ဖွာလာခဲ့ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကအလောင်းကောင်ထက်တောင်ကြီးရဆိုးလာတာကြောင့်တက်ပြစ်ဖို့အတွက်စဉ်းစားထားကြပါတယ်။သို့ပေမဲ့ကြီးလက်ဒေသတွေရဲ့ထုံးစံအတိုင်းဒီလိုဖြစ်ရဟာခန္ဓာကိုယ်ရဲ့နဆိုးဝင်ရောက်ပုတ်ကတ်နေထိုင်နေလို့ယုံကြည်ကြပါတယ်။ဒါကြောင့်ဒီပုတ်ပွားနေတဲ့အကောင်ကြီးကိုရှင်းပြဖို့အတွက်ကျွမ်းကျင်ရေးသမားတွေနဲ့လှုပ်ဖို့လိုအပ်လာပါတယ်။အဲ့လူတွေကိုတန်ရှင်းသမားတွေလို့ခေါ်ပြီးအစိုးရကဖွဲ့စည်းပေးထားပါတယ်။အဲ့ဒီကတန်ရှင်းသမားတယောက်ကပက်ထရိုလို့နေတဲ့ကြေးတက်ကိုလာပြီးတော့အဲ့ဒီအပုတ်ကောင်ကြီးကိုရှင်းလင်းဖို့အတွက်ရောက်လာခဲ့ပါတယ်။သို့ပေမဲ့လာနေတဲ့လမ်းမှာပဲခါးပြတ်ပြီးတီးဆုံးသွားခဲ့ပါတယ်။ပက်ထရိုတို့ဟာဒီအပုတ်ကောင်ကြီးကိုတတ်မရမယ်နောက်ဆုံးအဝေးကိုခေါ်ထုတ်သွားပြီးပြစ်ထားဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်။ဒီလိုလုပ်လိုက်တာကပဲပြဿနာကိုပုံမကြီးထွားစေခဲ့ပြီးနတ်ဆိုးဟာစတင်ကြမ်းတမ်းလာပါတော့တယ်။ကဲဒီတော့ထုံးစံတိုင်းဇကားအကြောင်းကိုအရင်မပြောခင်ဇကားတွေကတည်တဲ့နတ်ဆိုးအကြောင်းတွေကိုအရင်ပြောပြပေးပါမယ်။ဒီဇကားတွေကနတ်ဆိုးကတခြားနတ်ဆိုးတွေလိုချောင်းလန့်တာမျိုးမဟုတ်ပဲကူးဆက်ယောဂတစ်ခုလိုကူးဆက်ပြန်ပွားတာပဲဖြစ်ပါလေ။ဒီနတ်ဆိုးရဲ့မွေးဖွားမှုဟာလူတွေလိုပဲလက်ခံကောင်တစ်ကောင်လိုမယ်လက်ခံကောင်ရဲ့ဗိုက်ထဲမှာကပ်ပါကောင်လိုခိုးအောင်နေထိုင်ပြီးတဖြည်းဖြည်းနဲ့ကြီးထွားလာမယ်။သူ့ရဲ့ခိုးအောင်တဲ့လုပ်ငန်းစဉ်ပြီးသွားရင်တော့လက်ခံကောင်ရဲ့ဗိုက်ထဲကနေခွဲထွက်လာမယ်။နောက်ပြီးရင်တော့ကဘာကြီးကိုငရဲသက်ပွဲဖန်တီးပြဖို့ရည်ရွယ်ထားပါတယ်။ဒီဇကားတွေကနတ်ဆိုးကတော့လူကိုတိုက်ခိုက်တတ်တာထက်လှည့်စားပြီးအချင်းချင်းတက်ခိုင်းတာကိုပို့သဘောကျပုံရပါတယ်။သူကလူတွေရဲ့အကြောက်တရားဒေါသနဲ့အပြစ်ရှိစိတ်တွေပေါ်မှာအသုံးချပါတယ်။ဒါကြောင့်ဒီနတ်ဆိုးရဲ့ရည်ရွယ်ချက်ကရုပ်ပိုင်းဆိုင်ရာနဲ့မကစိတ်ပိုင်းဆိုင်ရာပါဆုတ်ပြတ်သွားအောင်လို့နှိပ်စက်ပါတယ်။ရှေ့မှာပြောခဲ့သလိုပဲဒီဇကားတွေကနတ်ဆိုးကတခြားနတ်ဆိုးတွေလိုချောင်းလန့်တာမျိုးမဟုတ်ပဲကူးဆက်တာဖြစ်တာကြောင့်သူ့ရဲ့ကူးဆက်ပုံကိုလေ့လာကြည့်ရအောင်ပါအပုတ်ကောင်ခန္ဓာတွေကနတ်ဆိုးကစွမ်းအလွန်ကြီးမားတာကြောင့်ပြင်ပကလူတွေရဲ့စိတ်ကိုထိန်းချုပ်နိုင်ပါလေဒါဆိုရင်သူဟာဘလို့အခြေအနေတွေမှာထိန်းချုပ်နိုင်တာလဲဆိုရင်နတ်ဆိုးရဲ့လက်ခံကောင်တနည်းအားဖြင့်အပုတ်ကောင်ရဲ့အရည်တွေနဲ့အသားကိုထိတွေ့မိတာနတ်ဆိုးရဲ့အပုံနှံကိုရှူရှိုက်မိတာအနံ့ဆွဲနေတဲ့အဝတ်တွေကိုအိမ်ထဲတည်လာတာနဲ့အားအနည်းဆုံးလူတွေစီကိုအလွယ်တကူကူးဆက်ထိန်းချုပ်နိုင်ပါလေအရာရာတိုင်းမှာအားသာချက်ရှိသလိုအားနည်းချက်တွေလည်းရှိပါတယ်ဒီကားတွေကနတ်ဆိုးမှာလည်းအားနည်းချက်တွေရှိပါတယ်ဒီမှာတော့နတ်ဆိုးရဲ့အားနည်းချက်ဆိုတာထက်နတ်ဆိုးဝင်ရောက်မကူးဆက်နိုင်တဲ့စီကံချက်9ချက်ဆိုပြီးတော့ပြောကြပါတယ်အဲ့ဒီစီကံချက်9ချက်ကတော့လျှက်စစ်မီမသုံးရဘူးတရိတ်ဆန်နေနဲ့ဝေးဝေးနေရမယ်ကူးဆက်ခံလူတနည်းအားဖြင့်အပုတ်ကောင်ကိုထိခိုက်နာကျင်အောင်မလုပ်ရဘူးတနက်နဲ့မပြည့်ရဘူးနမဲကိုမခေါ်ရဘူးကူးဆက်ခံလူစီကဘာပစ္စည်းမှမယူရဘူးတည်ခြင်းတရားကိုမကြောက်ရဘူးဆိုတဲ့အချက်9ချက်ပဲဖြစ်ပါလေဇကားထဲမှာတော့ဒီစီကံ9ချက်ကိုလိုက်နာနိုင်ရင်နတ်ဆိုးရဲ့ကူးဆက်မှုကိုကျော်လွှားနိုင်မှာဖြစ်ပါလေကဲဒီတော့ဒီစီကံ9ချက်ကဘာလို့အရေးကြီးနေရလဲဆိုတာကိုတစ်ချက်ချင်းစီထပ်ပြီးရှင်းပြပေးသွားပါမယ်စီကံချက်နံပါတ်1လျှက်စင်မီမသုံးရမီးဆိုတဲ့အရာဟာအမောင်ထဲမှာကွက်ပြီးလင်းနေတာကြောင့်ကိုရှိနေတဲ့နေရာကိုအလဲတကူမြင်ရနိုင်တာကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်မီးထွန်းလိုက်ရင်ငါဒီနေရာမှာရှိနေပါတယ်ဆိုပြီးနတ်ဆိုးကိုခေါ်တယ်လို့ဖြစ်သွားမှာဆိုလို့ပါနောက်ပြီးဒီဇကားတွေကနတ်ဆိုးကစိတ်ပိုင်းဆိုင်ရာကိုအဓိကတိုက်ခိုက်တာဆိုတော့အလင်းရောင်ထဲမှာဆိုရင်နတ်ဆိုးအတွက်တစ်ဖက်လူရဲ့အားနည်းချက်တွေကိုပုံဖော်ရတာအင်မတန်မှလွယ်ကူတာကြောင့်ပါဥပမာအမောင်ထဲမှာလူတယောက်ရက်နေတာကဘာမှမဖြစ်သေးပေမဲ့မီးနဲ့ထိုးကြည့်လိုက်လို့သူ့ခေါင်းပြက်နေတယ်ဆိုရင်တော့ဘသူမှဆိုကြောက်သွားကြမှာပါဒါကြောင့်လျှက်စင်ပြီးဓမီတွေကိုအသုံးမပြုခိုင်းတာပဲဖြစ်ပါလေစီကံချက်နံပါတ်2တရိတ်ဆန်နေနဲ့ဝိုးဝေးနေပါတရိတ်ဆန်တွေကလူတွေထက်အနက်ခံအာယုံကောင်းတာကြောင့်နတ်ဆိုးရဲ့အလွယ်တကူကူးဆက်နိုင်တဲ့သားကောင်တွေပဲဖြစ်ပါလေနတ်ဆိုးဟာလူတွေရဲ့တနာကျင်နာမှုကိုအခွင့်ကောင်းယူပြီးချစ်ဆက်ဖို့တရိတ်ဆန်လေးတွေအဖြစ်အသုံးချပါလေဒီဇကားထဲမှာတော့စီကံချိုးပေါက်ရင်နောက်ဆက်တွဲဆိုးကျိုးဟာဘာလဲဆိုတာကို Roots Channel ကစိတ်နဲ့ Sabrina အင်ကခွေးကြီးကလုပ်ပြသွားခဲ့ပါလေစီကံချက်နံပါတ်3အပုတ်ကောင်ကိုထိခိုက်နာကျင်အောင်မလုပ်ရဒီကားတွေကနတ်ဆိုးဟာနာကျင်မှုကိုလုံးဝမကြောက်ပါဘူးသူဟာလူတွေရဲ့ဝေဒနာကိုစားသုံးပြီးအင်အားကြီးအောင်လုပ်တာမျိုးပါနာကျင်မှုတန်ကိုခံရလေလေသူ့ရဲ့စွမ်းအားကြီးထွားနှုန်းကမြန်လာလေလေပါပဲစီကံချက်နံပါတ်4အပုတ်ကောင်ကိုတနက်နဲ့မပြည့်ရအပုတ်ကောင်ကိုတနက်နဲ့ပြည့်ရင်အသားစားတွေနဲ့အပုတ်ရည်တွေဟာဘေးကိုလွင့်စင်လာတတ်ပါတယ်အသားစားတွေမှာနတ်ဆိုးကပ်ပါနေတာကြောင့်ပုံလို့တောင်ဆိုးသွားမှာပါနာကျင်မှုကိုနှိမ့်ချိုက်တဲ့ဒီနတ်ဆိုးဟာလက်ခံကောင်အစ်စ်ကိုထပ်ရှာပွေပြီးသူဟာနောက်တစ်ချိန်ပွဲကျင်းနေအောင်ပါ
စီကံချက်နံပါတ်5နာမည်တွေမခေါ်ရနတ်ဆိုးရဲ့နာမည်ပဲဖြစ်ဖြစ်နတ်ဆိုးရှိနေတဲ့အချိန်မှာပဲဖြစ်ဖြစ်အဲ့အချိန်မှာနာမည်တွေကိုလုံးဝမခေါ်ရပါဘူးနာမည်ခေါ်လိုက်ခြင်းကလူတစ်ယောက်နဲ့တစ်ယောက်တီကျွမ်းနေတယ်ဆိုတာကိုနတ်ဆိုးကရိတ်စားမိသွားမှာပါကိုတီကျွမ်းတဲ့လူကဒုက္ခရောက်နေရင်တနာတဲ့ဖေးမကူညီတတ်တာလူတဘာဝပါဒါကိုနတ်ဆိုးကအတုံးချပြီးတစ်ဖက်လူဒုက္ခရအောင်လှည့်စားနိုင်ပါလေနတ်ဆိုးရဲ့နာမည်အရင်ကိုခေါ်ရင်တော့သူ့ကိုအတိမတ်ပြုတယ်လို့ထင်သွားနိုင်ပြီးခွန်အားရရှိနိုင်သွားတာကြောင့်ပဲဖြစ်ပါလေဇကားထဲမှာတော့နတ်ဆိုးရဲ့နာမည်ကိုဓာတ်ရိုက်မဖော်ပြပဲပတ်ထရိုအမေကသူ့မြီးလေးကိုနတ်ဆိုးနာမည်တွေအစုံရွတ်ပြသွားတာကိုသတိထားမိမှာပါဇကားထဲမှာတော့ဝင်ပူးခံနေရတဲ့သူကိုနတ်ဆိုးဝင်ပူးခံနေရတဲ့သူလို့ခေါ်တာထက်ဒီကောင်ကြီးကိုအပုတ်ကောင်ဒါမှမဟုတ်ရင်လက်ခံကောင်ဆိုပြီးတော့ခေါ်ကြပါလေစီကံချက်နံပါတ်6ကူးဆက်ခံရတဲ့လူကိုမထိရနတ်ဆိုးရဲ့လက်ခံကောင်ဟာအချိန်ကြာလာတဲ့နဲ့အမျှလူရုံမပေါက်တော့ပဲခန္ဓာကိုယ်ကြီးဟာဖောရောင်လာပါတော့တယ်အနာဖုအကြီးတွေဖြစ်လာပြီးအစိတ်ဓာတ်တွေကြောင့်ပြည်တွေပါတည်လာပါတော့တယ်သူခန္ဓာကိုယ်ကထွက်ပေါ်လာတဲ့အရာမှန်သမျှဟာနတ်ဆိုးထုတ်လွှတ်လိုက်တဲ့အရာတွေဖြစ်တာကြောင့်အပုတ်ကောင်ကိုလုံးဝမထိသင့်ပါဘူးထိမိသွားတဲ့လူဟာနတ်ဆိုးရဲ့ချုပ်ကင်ခြင်းကိုခံရတော့မှာပဲဖြစ်ပါလေစီကံချက်နံပါတ်9တေခြင်းတရားကိုမကြောက်ရဒီကိစ္စကအတော်လေးကိုခက်ခဲပါလေအတွေ့အကြုံမရှိတဲ့တာမန်လူအဖို့တေခြင်းတရားကိုစိတ်အေးနဲ့ကြော်လွှားနိုင်ဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲနတ်ဆိုးဟာတိတ်မတက်အောင်ချောင်းလန့်ပြီးစီးကန်းတွေတစ်ခုပြီးတစ်ခုချိုးဖောက်အောင်လှုပ်ဆောင်ပါလေစကားထဲမှာဆိုပတ်ထရိုကသူ့သားတေမှာကြောက်တာတွေသူ့မိန်းမဒုက္ခရောက်ပြီးတေမှာကြောက်တာတွေနဲ့သူ့အမေတေမှာကြောက်တာတွေဟာနတ်ဆိုးကိုတကားဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါလေဒါတွေကတော့စီးကန်းချက်9ချက်ရဲ့အကျေကျုပ်ဖြစ်ပြီးအခုစကားအကြောင်းရှင်းပြရင်းနဲ့လူသလိုသုံးသွားပြပါမယ်ပတ်ထရိုပြောနေတဲ့ဘုရားကျောင်းတွေကပြည့်စည်နေပြီဆိုတာကဘာကိုပြောချင်တာလဲ One Evil Luck စကားဟာကဘာကြီးရဲ့စုပ်ကတ်ခေတ်ကိုပုံဖော်ထားတာပါအရင်တုန်းကတခုခုဖြစ်ရင်ဘာသာရေးကျောင်းတွေမှာပြုလုပ်ကြပေမဲ့နောက်ပိုင်းမှာတော့နတ်ဆိုးရဲ့စိုးသွမ်းမှုတွေကိုဘုရားကျောင်းမှာတော့မထိန်ချုပ်နိုင်တော့ပါဘူးဒါကြောင့်လူတွေဟာဖျားသခင်ကသူတို့ကိုလစ်လျူရှုလိုက်ပြီးဆိုတာကိုလက်ခံသွားကြပါတယ်။ဘာသာရေးနဲ့နတ်ဆိုးကိုနှိမ်နှင်းပေမဲ့နှိမ်နှင်းလို့မရတော့တဲ့အစိုးရကဘာသာရေးအဆောက်အအုံတွေကိုဖျက်ဆီးခဲ့ပြီးဘာသာရေးပြည်စီတစ်ခုမှမပါတဲ့လက်မှုပညာစက်တွေနဲ့အသုံးပြုကနတ်ဆိုးမွေးဖွားမလာအောင်နှိမ်နှင်းပါတော့တယ်။ဒီလက်မှုပညာစက်တွေနဲ့ဖြည့်ရှင်းနိုင်တဲ့သူတွေကိုကလင်နာတနည်းအားဖြင့်တန်ရှင်းသမားတွေလို့ခေါ်ကြပါတယ်။ဒီလိုနဲ့အစိုးရဟာဒီတန်ရှင်းသမားတွေကိုနတ်ဆိုးထွက်ပေါ်လာတဲ့နေရာတွေစီကိုဆေလွတ်နေခဲ့ပါတယ်။ပတ်ထရိုတို့ကြေးလက်ကယူရီယဆိုတဲ့လူတစ်ယောက်ကိုနတ်ဆိုးကသူ့လက်ခံကောင်အဖြစ်နဲ့ရွေးချယ်ခဲ့ပါတယ်။ယူရီရဲ့အိမ်ကသူ့အမေနဲ့သူ့ညီတို့ကပတ်ဝန်းကျင်ကိုမပြောရဲပဲကလင်နာနဲ့တတ်ဖို့ရွေးချယ်ခဲ့ပါတယ်။သို့ပေမဲ့သူတို့နေရဟာဝေးလံခေါင်ပြလွန်းတာကြောင့်တစ်နှစ်လောက်နေမှတန်ရှင်းသမားကရောက်လာခဲ့ပါတယ်။ရောက်လာခဲ့တဲ့တန်ရှင်းသမားကလည်းဘသူ့လက်ချက်မှမသိပတ်ထရိုတို့အိမ်နီးဝန်းကျင်နာမှာတေဆုံးသွားခဲ့ပါလေမနက်တော့ကြည့်လိုက်တော့အဲ့ဒီတေဆုံးသွားတဲ့လူဟာယူရီယတို့အိမ်ကိုသွားဖို့လုံနေမှန်တွေးရှိတာကြောင့်ပတ်ထရိုတို့ညီကိုနှစ်ယောက်ကသွားခဲ့ပါလေအိမ်ရောက်တော့မှယူရီယဟာနတ်ဆိုးပုတ်ကတ်မှုကြောင့်ပုတ်တိုးနေတာကိုအံ့ဩတကြီးနဲ့တွေးခဲ့ရပါလေပတ်ထရိုတို့ညီကိုနှစ်ယောက်ယူရီယကိုတွေးတော့သူ့ရဲ့ကရင်ပေါ်မှာလောကကတိုင်လေးရှိနေတာကိုသတိထားမိပါပါအဲ့ဒါကတော့ဖယားဟာလစ်လူရှုလိုက်ပြီးမို့နတ်ဆိုးဟာလဝကတိုင်ရှိမှတော့ရှင်သန်နေတာကိုကြောက်လန့်ဖွယ်တွေးရှိရပါတယ်။ယူရီရဲ့အမေကလည်းဘာသာရေးနီးနဲ့အနှဲငယ်ကုသပေးသေးတာကြောင့်နတ်ဆိုးဟာမွေးလာဖို့အတွက်နီးစပ်သွားခဲ့ပါတယ်။ဒီကိစ္စကိုပတ်ထရိုတို့ညီကိုနှစ်ယောက်က rules နဲ့တိုင်ပင်ပြီးဒီပုတ်ကောင်ကိုဒီကြီးလက်ကနေနေရာရွှေ့ဖို့စီစဉ်ကြပါတယ်။သူတို့နေရာကိုအလောတကြီးရွှေ့ရခြင်းကယူရီရဲ့နတ်ဆိုးဝင်ပူးနေရဆိုတာထက်အာနာပိုင်တွေကသူတို့ရဲ့လေယာမြေတွေကိုလိုချင်လို့တမင်လှုပ်ရှူထားတယ်လို့ထင်မြင်သွားတာကြောင့်ပဲဖြစ်ပါလေဆက်ပြီးတော့ Rules နဲ့ Patrol တို့ညီကိုနှစ်ယောက်ဟာအဲ့ဒီအပုတ်ကောင်ကြီးကိုသူတို့ကြီးလက်နဲ့ဝေးတဲ့နေရာကိုခေါ်သွားခဲ့ကြပါတယ်ဒါကပဲစီကန်းကိုစတင်ချိုးဖောက်မိတယ်လို့ဖြစ်သွားပါတော့တယ်သူတို့ကားနဲ့တင်ခေါ်လာတဲ့အပုတ်ကောင်ရဲ့အရေးတွေဟာသူတို့ခေါ်လာတဲ့လမ်းတစ်လျှောက်ကူးဆက်ပြန့်တဲ့ကုန်တာကိုလုံးဝသတိမထားမိခဲ့ကြပါဘူးဒီလိုရဲ့ကြောင့်နတ်ဆိုးဟာအနီးနားဝန်းကျင်ကလူတွေစီကိုကူးဆက်ဖို့အတွက်လုံးဝလွယ်ကူသွားခဲ့ပါလေသူတို့တွေဟာအပုတ်ကောင်ကိစ္စကိုဖျက်ပြီးတော့ပတ်ထရိုကသူ့မိန်းမနဲ့သူ့ကလေးတွေစီကိုအမြန်သွားခဲ့ပါလေ
အိမ်ထဲဝင်လာပြီးတော့အဝတ်စားကိုလဲခဲ့ပါတယ်ပက်ထရိုဟာသူ့ဝတ်စားတွေမှာနတ်ဆိုးကူးဆက်နေတာကိုသိပေမဲ့သူ့မိမနဲ့ကလေးမသေးရေးကိုရှေ့နှန်းတင်မိတာကြောင့်စီကန့်ကိုချိုးဖောက်မိပါတော့တယ်ဝတ်စားတွေကိုခွေးကရှူမိပြီးတော့ဒုက္ခတွေတစ်ခုပြီးတစ်ခုရောက်အောင်နတ်ဆိုးကအကွက်ချလှုပ်ဆောင်ပါတော့တယ်နတ်ဆိုးကအော်ဒဇင်ဖြစ်နေတဲ့ကလေးတွေကိုဘလို့ဝင်ရောက်သွားတာလဲအစောပိုင်းမှာပြောခဲ့သလိုပဲနတ်ဆိုးဟာအားနေတဲ့လူတွေစီကိုဝင်ရောက်ရတာအင်မတန်မှလွယ်ကူပါတယ်နောက်ပြီးလူမှုပတ်ဝန်းကျင်မှာအားနေတဲ့သူတွေကိုပို့ပြီးတော့တနာကြပါလေဒီအခွင့်ကောင်းကိုနတ်ဆိုးကတိတာကြောင့်အော်ဒဇင်ဖြစ်နေတဲ့ပက်ထရိုသားရဲ့ခန္ဓာကိုယ်ထဲမှာတိတ်တဆိတ်ခိုးအောင်နေခဲ့ပါလေနတ်ဆိုးကပက်ထရိုကိုပြစ်မှတ်ထားခြင်းတာကြောင့်သူနဲ့ပတ်သက်တဲ့လူတွေကိုအရင်ရှင်းပါလေဘာလို့ဆိုရင်ပက်ထရိုကစိတ်လက်မှန်ပါလောက်တာကြောင့်နတ်ဆိုးအတွက်အသုံးချခံတသက်ဖြစ်သွားရှာပါလေအော်ဒဇင်ဖြစ်နေတဲ့သူသားကလည်းသူ့အဖွားကိုစားပစ်ခဲ့ပါလေသူ့မိန်းမဆာဘရီနာကလည်းသူ့သားငယ်ကိုစားပစ်ခဲ့ပါတယ်ဒါတွေဟာပက်ထရိုအတွက်တော့နတ်ဆိုးပေါ်ပုံမှုဒေါသထွက်စေခဲ့ပြီးစီကန့်ဆိုတာဘာမှမသိအောင်ဖြစ်သွားခဲ့ပါတယ်ဒါဆိုရင်နတ်ဆိုးကဘယ်ကနေပေါ်ထွက်လာတာလဲပထမဆုံးအနေနဲ့လူတွေဟာယုံကြည်မှုတွေပြပြလာတာကြောင့်လည်းဖြစ်နိုင်ပါတယ်ဖျားဟာလူသားတွေကိုလစ်လူရှုခဲ့တာကြာမြင့်နေပြီဖြစ်တာကြောင့်မကောင်းမှုတွေကြီးစိုးလာရကနတ်ဆိုးဟာပေါ်ပေါက်လာခဲ့တာလည်းဖြစ်နိုင်ပါတယ်ပြီးတော့နတ်ဆိုးဟာအခုမှပေါ်ပေါက်လာတာမဟုတ်ပဲအရင်ကတည်းကရှိနေခဲ့ပြီးအစိုးရကတန်ရှင်းရေးသမားတွေနဲ့ဖြည့်ရှင်းနေခဲ့တာပါဒီလိုနဲ့နတ်ဆိုးဟာတကြောပြန်ပေါ်လာခဲ့ပြီးယူရီရဲ့စီကိုရောက်ရှိလာခဲ့ပါတော့တယ်ဇလန်းအကြောင်းအရာကိုအပြင်ကားနဲ့ဆက်ဆက်ကြည့်လိုက်ရင်နတ်ဆိုးဆိုတာတဲ့လူတွေရဲ့လောဘဒေါသမောဟတွေကနေပေါက်ဖွားလာတဲ့ virus တစ်မျိုးလိုတောင်ပြောလို့ရပါတယ်ဘလို့ပဲပြောပက်ထရိုဟာနောက်ဆုံးအချိန်ထိစီးကန်းတွေကိုတစ်ခုပြီးတစ်ခုချိုးဖောက်နေခဲ့ပါတယ်တန်ရှင်းရေးသမားအဖွားကြီးမီရာတာသိဆုံးရတာကလည်းပက်ထရိုကြောင့်ပဲဖြစ်ပါတယ်မီရာတာဟာစီးကန်းကိုလိုက်နာတာကြောင့်နတ်ဆိုးအတွက်လုံးဝအကျက်ရိုက်ခဲ့ပါတယ်သူ့ပေမဲ့မီရာတာနဲ့အတူပါလာတာကပက်ထရိုဖြစ်နေတာကပဲနတ်ဆိုးအတွက်အခွင့်အရေးရတယ်လို့ဖြစ်သွားခဲ့ပါတယ်စိတ်တည်ငြိမ်လွန်းလာတဲ့မီရာတာကိုနတ်ဆိုးကဓာတ်ရိုက်တက်မရတော့ဖြူစင်တဲ့ကလေးတွေကိုထိန်းချုပ်ပြီးတော့တတ်စေခဲ့ပါတယ်နောက်ဆုံးတော့လေနတ်ဆိုးဟာမွေးဖွားလာနိုင်ခဲ့ပြီးကဘာကြီးကိုထိန်းချုပ်ဖို့အတွက်ထွက်ခွာသွားပါတော့တယ်